မင်္ဂလာပါရှင်ဒီနေ့မှာတော့နှုတ်အေးသီးစုံဖြော်ရေးပြောပြပါမယ်ဒီမှာတော့သီးနှံ3မျိုးသုံးထားပါတယ်စတော်ဘယ်ရီတရက်သီးနဲ့ပန်းသီးဖြစ်ပါတယ်နွားနို့တော့ဘူးသေးတစ်ဘူးထည့်ပါမယ်ပြီးရင်တော့ပြုတ်ထားတဲ့တောက်ကူစီနည်းငယ်ထည့်ပါမယ်နှုတ်စီတစ်စွန်းထည့်ပါမယ်တကယ်လို့လေပိုချူတာကြိုက်တယ်ဆိုရင်တော့နှုတ်စီကို2စွန်းလောက်ထည့်ပေးပါနော်ဒီဖြော်ထားတာနည်းနည်းလေးပေါ့ပါတယ်ပြီးရင်တော့တခြား2စွန်းထည့်ပါမယ်ပြီးရင်တော့ပြုတ်ထားတဲ့ဂျယ်လီချောင်းလေးတွေထည့်ပါမယ်နောက်ဆုံးတော့ရေခဲထည့်ပေးပြီးရင်တေချာမှွေပေးပြီးရဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်အားလုံးပဲလိုက်ပြီးတော့လုပ်ကြည့်ကြပါဦးနော်။ငွေရည်အတွက်တကယ်ကိုတောက်လို့ကောင်းတဲ့အေးတစ်ဖက်ပါ။